လစ်လီတယောက်ပန်းချံထဲမှာကခုန်နေတော့မမျှော်လင့်ပဲတစ်ဖက်နိုင်ငံမှာရှိတဲ့ဂျိုသားရဲကြီးတစ်ကောင်ကလည်းသူမရဲ့အကအကွက်တွေတိုင်းလိုက်ပြီးကနေခဲ့ပါတယ်တခုခုတော့မှားနေပြီဆိုတာကိုလစ်လီသတိထားမိသွားပြီးလေထဲကိုလက်သီးအနှဲငယ်ပစ်သွင်းလိုက်တဲ့အခါမှာတော့အဲ့ဒီနိုင်ငံကသားရဲကြီးကလည်းလေထဲကိုလက်သီးချက်လေးတွေလိုက်ထိုးပါတော့တယ်အဲ့ဒီအချိန်မှာလစ်လီကလည်းအရှိန်ဟုန်တက်ရောက်မှုကိုခံစားလိုက်ရပြီးထိုမိစ္ဆာကောင်ကြီးကိုသူမကိုယ်တိုင်ထိန်းချုပ်နေမိမှန်းသဘောပေါက်သွားခဲ့ပါတယ်သူမကြောက်လန့်တကြားနဲ့ခြေချော်လဲကျသွားပြီးပြန်နိုးလာတဲ့အချိန်မှာတော့အဲ့ဒီနိုင်ငံကမိုးပြန်တိုက်ရိုက်အဆောက်အုံကြီးတွေပြင်းပြင်းထန်ထန်ပျက်စီးသွားတာကိုတွေ့လိုက်ရပါတယ်လစ်လီဟာသူမလဲကျလိုက်တာကြောင့်ဒီလိုပျက်စီးသွားရတာမှန်းနားလည်သွားခဲ့တာပေါ့ဒါကြောင့်မို့လို့တောင်းပန်တဲ့အနေနဲ့ပန်းချံတဲ့ကိုအပြေးလွှားပြန်သွားပြီးလက်လန်းပြလိုက်တဲ့အခါတစ်ဖက်နိုင်ငံကသားရဲကြီးကလည်းလူအုပ်ကြီးကိုလူစုခွဲပေးလိုက်ပါတယ်လူတွေအားလုံးဘေးကင်းရာကိုရောက်သွားတဲ့အချိန်မှာတော့လစ်လီကတောင်းပန်စကားပြောပြီးနောက်တစ်ခါဘယ်တော့မှထပ်မပေါ်လာတော့ပါဘူးလို့ကတိပေးလိုက်ပါတယ်ဒါကိုမြင်တော့မှအဲ့ဒီနိုင်ငံကလူတွေလည်းဒီသားရဲကြီးဟာတကယ်တော့စိတ်ကောင်းရှိတဲ့ကောင်ပဲဆိုတာသိသွားကြပါတယ်ဒါပေမဲ့ဒီငြိမ်းချမ်းမှုကကြာမခံခဲ့ပါဘူးလစ်လီဟာအဲ့ဒီနိုင်ငံမှာနောက်ထပ်ဆက်ရုပ်သားရဲကြီးတစ်ကောင်ထပ်ပေါ်လာတာကိုမြင်လိုက်ရပြန်တယ်သူမပန်းချံတဲ့ကိုအပြေးလွှားသွားကြည့်တဲ့အခါမှာတော့သူမရဲ့တငယ်ချင်းမတ်တယောက်အမိုက်စားဆော့ကစားနေတာကိုတွေ့လိုက်ရပါတယ်လစ်လီကမတ်ကိုချက်ချင်းရက်ဖို့ပြောပေမဲ့သူကငင်းဆန်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအဲ့ဒီနိုင်ငံမှာအေယာမသားရဲကြီးနှစ်ကောင်ထိတ်တိုက်တွေ့နေပါပြီမတ်ကလုံးဝနားမထောင်ပဲငါဂယုမဆိုင်ဘူးလို့ပြောလိုက်တဲ့အခါမှာတော့လစ်လီကမတ်ကိုလက်သီးနဲ့လှမ်းထိုးလိုက်ပါတယ်